hello တော့ပါဒီနေ့ပြောနေတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ကျွန်တော်စရာလေးဗီဒီယိုဖိုင်တစ်ခုပေါ့နော်ကျွန်တော်ကြည့်လိုက်အဲဗီဒီယိုဖိုင်ထဲမှာပညာရေးတစ်ခုအများကြီးရခဲ့နေမတော့ပြောတော့ပါဘူးပုဂ္ဂိုလ်ရထိခိုက်မှာဆိုတော့ကျွန်တော်ဒီနေ့ရှောင်းပြပြမယ်နော်ကျွန်တော်တို့ဒီနှလုံးသားထဲမှာဖောက်ပြန်ရေးသမားတို့ဒီကစိတ်တွေကကြတယ်ကျွန်တော်တို့မျိုးပြောကြတော့ဗျာလူတို့ဦးနဲ့လူတို့ဦးဖောက်ပြန်ရေးသမားတို့စောရကတက်ပြီးတော့မျိုးစိတ်တွေကပြောကြဆိုကြတော့ပြီးတော့ကဲရှုံးတာတော့ဗျာတေးကြတာတစ်ခုကတော့ကျွန်တော်တို့ဒီတယောက်နဲ့တယောက်ဖောက်ပြန်သွားမဟုတ်ဘူးကျွန်တော်ဖွဲ့စည်းတစ်ခုမှာနော်ဘာပဲလုပ်ရုံဝါတစ်ခုပါဖြစ်ဖြစ်ဖောက်ပြန်နေပြီဆိုလို့ရှိရင်အဲလုပ်ငန်းတွေကမတည်ငြိမ်တော့ပျက်စီးသွားကြကျွန်တော်တို့ရဲ့အဖိုးတွေဖွားတွေလေးတွေပြောခဲ့စကားတော့ရှိတယ်သူတို့အရင်သိချရတဲ့လူပညာနယ်ပယ်ထဲမှာဖြစ်ဖြစ်အပြင်လောကထဲမှာဖြစ်ဖြစ်နော်အဲ့ဒီတူသူတို့ရှင်ထဲမှာနှလုံးသားထဲမှာကြိုက်ခဲ့ရတဲ့ဒီယောက်ကရှေ့မှာလက်သေးတမောင်းတွေပြန်ပြီးတော့អော်နေကြတယ်ပြောချင်တာဘာကြောင့်អော်တာလဲဆိုရေခင်းတစ်ခုပေါ့អော်နေကြတယ်ပြီးတော့3-4နှစ်တော်တယ်မှာရေရအဲ့လိုတွေးအေးသွားတယ်ဆိုတော့ပြီးတော့သူတို့ပတ်စံရမှုအတွက်ကြိုးရှိတဲ့အရာတွေကိုဆိုးရှုံးပြီးတော့လိုအပ်တဲ့အရာတွေကိုဆိုကြပြောကြငိုကြရှည်ကြမဲကြရွဲ့ကြတော့အဲ့သူတက်ချရတဲ့ဒီပညာသမားတယောက်ပြင်လောကတယောက်အဲ့လိုတွေဖောက်ပြန်မှုတွေဖြစ်သွားမှာလားဆိုပြီးတော့ရှင်ထဲမှာမကောင်းဘူးရှင်းသွားလူလေးရအဲ့အားပေးတဲ့လူတယောက်ကကိုယ့်ကိုဆုံးရှင်းသွားတယ်ကျွန်တော်တို့တယောက်ဖောက်ပြန်သွားခေါ်ရမှာနော်ဆိုရှင်ဂီတတပင်အားလုံးတကယ်ကိုလုံးတဲ့လူရှိတယ်ကြိုးစားလူရှိတယ်လူအပ်ဖဲနဲ့ကိုယ်ကားသမားအများရှိမြောင်ရစီလို့ကြတော့ဗျာပြောကြတော့အဲ့စကားကိုပြီးတော့တွေးပါကြရပါမယ်နားရှိတယ်နဲ့ဆက်လိမ့်